တဲ့ချိန်နဲ့အကြောင်းတွေနဲ့တောင်ပေါ်မှာပူပွေနဲ့မတရားတွေကော်ဖီနဲ့သင်းသင်းလေးတန်းတာနေစားတွေတဲ့ခိုင်မှာသူပုံစံလေးစကားလေးလဲဝဲပြေကင်းစင်သေးခိုးခိုးပြီးချီမှာတဖြည်းဖြည်းချင်းကြီးပါပန်းလေးများတော့မင်းကိုဦးညွတ်ပေးစုခုဖို့ရွယ်တကယ်ပဲလားဖွင့်ဖူးခဲ့တဲ့ cherry pen ပါရဖို့ပဲစီမံပျောက်ဆုံးခဲ့တဲ့ကိုတချမ်းယူနေလေးများရဲ့တဲ့ဒီပန်းလေးလာနေတယ်ဘာပန်းလေးမင်းကြီးရဲ့ cherry pen လို့ပြောတာပဲသူနာတူကပ်တာနဲ့ရှပ်ပါလေးများရဲ့သူမရဲ့လားလဲ cherry pen လေးများလို့ပဲမွေးတယ် yeah cherry pen လေးအမွေးတောင်းဝန်လေးအရွေးချယ်ခဲ့ yeah မြေပြန်လာရဲ့ချစ်ကိုပြန်လဲပြီးတော့မငြင်းဆိုနဲ့နှုတ်ဆိုထွက်ခွာမွေးအမျိုးစီလမ်းခွေချင်းများငါတွေ့ယူဤချိန်ချိန်မှာပြန်ဆုံးနိုင်မှုရဲ့ cherry rim ချွေအောင်ဆူတောင်းနေမရှိရဲ့ရက်ကိုတွေးမလို့ရဲ့နှွေးထွေးတဲ့ချစ်တင်မြဲလဖို့မယ်ဖေးရမနေလေးပွင့်ဘူးခွဲမချူနိုင်မှာကိုလေးချင်တဲ့ yeah မတွေးပြတဲ့နဲ့လာချာမင်းငါ့ကိုမေးသွားမှာတွေးပြီးမောဆိုရတော့ကိုရဲ့တွေးများစွာမြို့ပြမှာရှာပါငင်းညံတဲ့ချင်များပါမောဘယ်တော့နဲ့နိုးတာခဲ့ဆောင်အိမ်မများယူနေလေးများရဲ့တဲ့ဒီပန်းလေးလာနေတယ်ဘာပန်းလေးမင်းကြီးရဲ့ cherry pen လို့ပြောတာပဲသူနာတူကတ်တာနဲ့ရှပ်ပါလေးများရဲ့သူမရဲ့လားလဲ cherry pen လေးများလို့ပဲမွေးတယ် yeah cherry pen လေးအမွေးတောင်းဝန်လေးအရွေးချယ်ခဲ့ yeah မြေပြန်လာရဲ့ချစ်ကိုပြန်လဲပြီးတော့မငြင်းဆိုနဲ့တောင်ပေါ်ရွာလေးတဲ့ကိုပိုင်ချမ်းလေးနဲ့လိမ်မောဆိုင်ခင်းငယ်ချင်ရတဲ့မင်းနဲ့ခွေးလေးလည်းမွေးမယ်အေးချမ်းတဲ့ဘဝရဲ့တောင်ပေါ်ရွာလေးတဲ့ကိုပိုင်ချမ်းလေးနဲ့နေကြရပြုံးမယ်ချင်ရတဲ့မင်းနဲ့မချင်လေးလည်းညီမယ်အယိုးရှင်ဆုံးဘဝနဲ့နေမယ်တောင်းဆိုလေးချေပါငယ်ချင်းမင်းတို့တို့မျက်ရှိနေမယ်ရှေးစမဲလက်များတို့အာတင်ထားငယ်ချင်းလက်ချက်ကိုကြည့်တပြင်းတွေချလို့နေနေသလားကွာအနာဂတ်ကြောင့်စဉ်းစားရင်စိတ်များရှုပ်ထွေးရင်လေးနေမလားကွာအချိန်တစ်ခုကြောင့်မိုင်များစွာဝေးခြင်းဝေးစေငါကလိုအပ်ချိန်တိုင်းမှာဝေမျှခံစားအားပေးနေမှာပါလောကဆက်ဆရာကြီးသူကခြင်းနဲ့တိုင်းကမှာပေါ့ဘဝဆိုတာတစ်ခါတလေလဲမုံတိုင်းတွေထခြင်းချမှာပေါ့အရန်ကြီးမတွေးပါနဲ့ကြုံမြအတူရင်ဆိုင်ကြတာပေါ့ငါတို့ကတငယ်ချင်းပဲစိတ်နဲ့တမကိုရင်ဖွင့်မပြောစင်သင့်ပါနော်တငယ်ချင်းကောင်းဆိုတာကြည်တွေလို့ပါပဲအမြဲတမ်းတော့မတွေ့မမြင်ရလဲမပြတ်လင်းလက်လို့ရှိပေးကြတယ်မင်းချော်လေးကြတိုင်းပြန်ထူပေးလို့ခုနေဖေးမှာမယ်ဘာမှမကြောက်နဲ့တငယ်ချင်းအေးစိတ်ငါကတိပေးပါလေစိတ်ရှော့လိုက်ပါလေတငယ်ချင်းမင်းတို့တို့မျက်ရှိနေမယ်ဘဝရဲ့ခက်ခဲတာမှလဲမချစေဖို့အတွက်